တဲ့တို့ရမ်းတန်တဲ့အိမ်တစ်ထည်ပြမယ်နော်ဒီအိမ်တစ်ထည်ကိုဘယ်လောက်လို့ထင်လဲလုံးဝ9000ပဲပေးအမဝယ်တော့ဆိုလို့ရှိရင်3000ခွဲလောက်ပေးရတယ်ဒီမှာကြည့်အင်ဂျီလေးကအရန်လှရရုံသွားကြောင်းသွားအကုန်အဆင်ပြေရစကန်နဲ့ပဲဝင်မလားစတိုင်မန်နဲ့ပဲလုံးဝအဆင်ပြေရအမအသိမဝတ်ခဲ့ပါဘူးတစ်ခါနှစ်ခါလောက်ပဲအဲ့လိုအချိန်လေးလဲဆိုတော့အဝတ်ချော်တာတော့အင်းသာသွားအဲ့လောက်ပဲလုံးဝအစ်စ်အတိုင်းမတူရရောက်နိုင်နေဆိုတော့ချွေလျာစီးတယ်အသေးသားစီးပွားရေးလုပ်ငန်းရှင်တွေတနင်္လာနေ့မှာမိသားစုလုပ်ငန်းတွေနဲ့ online shop လုပ်ကန်တွေရိုက်နိုင်ပါတယ်ယူတော့ညီမတို့ယူတန်နေဟုတ်ပြီဒါတင်ထားပြီမယ်နော်မတင်ထားပြီမယ်လုံးဝအရန်တန်တယ်နောက်တစ်ထပ်ပြမယ်ကိုယ့်ရဲ့တနင်္လာနေ့ပိုင်းစီးပွားရေးလေးကိုဒီချက်မကတိုးချဲ့ခြင်းပဲနဲ့အရင်းနှီးအတွက်အခက်တွေ့နေပါသလား A+ ရဲ့ micro လုံးရှိမယ်နော်ဟောဒီကဝှက်ရှော်လားအော်မလျှော့သေးဘူးကျွန်တော်လျှော့ပြီးသားရှော်ပြီးသားဖေးပါ A+ micro လုံးမှာမိမိလုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီးတော့6လနဲ့အထက်ရှောက်ထားရယူနိုင်ခြင်းစာရွက်စာရွက်ရှုပ်ထွေးမှုမရှိဘဲနဲ့လွယ်ကူလျင်မြန်စွာရှောက်ထားနိုင်ခြင်းသင်လုပ်ငန်းရဲ့နေ့စဉ်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးမဲ့အကြီးမားဆုံးသောအထောက်ပံ့ဖြစ်ခြင်းစတဲ့အားသာချက်တွေကိုခံစားရရှိနိုင်တယ်မို့လို့အခုပဲသင်အိမ်မက်ထဲကလုပ်ငန်းလေးကို A+ micro လုံးနဲ့အကောင့်ထဲပေါ်လိုက်တော့နော်